Hello ကျွန်တော်တို့ဒီနေ့တော့ logic gate သဘောတရားတွေကိုကျွန်တော်တို့လေ့လာတော့မှာဖြစ်ပါတယ်ဒီကျွန်တော်တို့လျှက်စစ်ပိုင်းဆိုင်ရာ control စနစ်တွေမှာပေါ့နော်ဒီအသုံးများတဲ့ sensor တွေ relay တွေဒီ switch လို့ခေါ်တဲ့ clock တွေပေါ့ဒီ clock တွေ digital နဲ့ဆိုင်တဲ့ clock တွေပေါ့နော်ဒီຢာတွေကကျွန်တော်တို့ဒီ normally open နဲ့ normally close NO နဲ့ NC ဆိုတဲ့သဘောတရားပေါ်မှာအခြေခံပြီးတော့လှုပ်ဆောင်ကြတယ်ပေါ့နော် NO ဆိုတာဘာလဲဆိုရင်ကျွန်တော် normally open NC ဆိုတာကတော့ normally close ပေါ့ normally open normally close ပေါ့ normally open ဆိုတာဘာလဲဆိုရင်ကျွန်တော်ပွင့်နေတာပေါ့ပွင့်နေတာဖြစ်တဲ့အတွက်သူကဘာမလုပ်နိုင်ဘူးလဲဆိုရင်လျှက်စစ်ကစီးမသွားနိုင်ဘူးကျွန်တော်ဒီအောက်မှာဒီအောက်ဆုံးမှာပုံလေးတစ်ပုံရှိရပေါ့ဒီမှာဆိုရင်သူက normally open ပေါ့ open ဖြစ်နေတဲ့အတွက်ကျွန်တော်တို့လျှက်စီးကဒီကနေလာပြီးတော့ဒီဘက်ကိုဖြတ်ပြီးတော့စီးမသွားနိုင်ဘူးဒါဘာခလုတ်လဲဆိုရင် normally open ကြောင့်မလို့ပေါ့အဲဒါကြောင့်မို့ normally open ကိုအဓိပ္ပာယ်ဖွင့်ကြည့်မယ်ဆိုရင်မြည်တိတက်ရောက်မှုမှမရှိတဲ့ပုံမှန်အခြေအနေမှာလျှက်စစ်ကဖြတ်တန်းစီးဆင်းနိုင်ခြင်းမရှိတဲ့အခြေအနေလျှက်စစ်ကဖြတ်ပြီးတော့ကျွန်တော်တို့ဒီဘက်ကိုဖြတ်ပြီးတော့မစီးနိုင်ဘူးပေါ့နော်အဲ့ဒီအခြေအနေကိုကျွန်တော်တို့က normally open လို့ခေါ်တယ်ဆိုတော့ကျွန်တော်တို့ဒီခလုတ်လေးကိုထိသွားအောင်ကျွန်တော်တို့လက်လေးနဲ့တွန်းပြီးတော့ပိတ်လိုက်တယ်ထားပါတော့เนาะအဲဆိုရင်သူကဘာဖြစ်သွားမလဲဆိုရင် close ဖြစ်သွားတယ် normally close ဖြစ်သွားတာမဟုတ်ဘူးเนาะသူက close ဖြစ်သွားတာပေါ့ဆိုတော့ကျွန်တော်လျှက်စီးကကျွန်တော်ဒီဘက်ကနေဒီဘက်ကိုဘာလုံးနိုင်မလဲဆိုရင်ဖြတ်ပြီးတော့စီးဆင်းသွားနိုင်တယ်ပေါ့ဆိုတော့တက်ရောက်မှုတစ်ခုရှိသွားရင်တော့သူက close အခြေအနေကိုရောက်ရှိသွားနိုင်တယ်ပေါ့ဟုတ်ပြီ normally close ဆိုတာဘာလဲ normally close ဆိုတာကမြည်တိတက်ရောက်မှုမှမရှိတဲ့ပုံမှန်အခြေအနေမှာလျှက်စစ်ဟာဖြတ်တန်းစီးဆင်းသွားနိုင်တဲ့အခြေအနေလျှက်စစ်ကဘာလုပ်နိုင်မလဲဆိုရင်စီးဆင်းသွားနိုင်တယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒီမှာတော့ပုံလေးမရှိပါဘူးပုံမရှိဘူးဆိုတော့ကျွန်တော်တို့ခက်မှန်းပြီးတော့ဒါကကျွန်တော်တို့ဒီခလုတ်တစ်ခုပေါ့ဒီဆွမ်းနာလိုပဲကျွန်တော်ဆွဲကြည့်မယ်ဒီခလုတ်လေးကတာမန်ဖြစ်ဒီမှာဘာဖြစ်နေမလဲထိနေမယ်ထိနေတဲ့အတွက်သူကဘာလုပ်နိုင်မလဲဆိုရင်ဒီမှာကျွန်တော်စာလေးရေးလိုက်အောင်မယ် normally close NC ဆိုတော့ NC ဖြစ်တဲ့အတွက်လျှက်စီးကကျွန်တော်ဒီကနေဖြတ်ပြီးတော့စီးဆင်းသွားနိုင်တယ်အဲ့မှာကျွန်တော်တို့တက်ရောက်မှုတစုံတရာရှိလာခဲ့မယ်ဆိုရင်ဒီခလုတ်လေးကဘာဖြစ်သွားမလဲဆိုရင်ပွင့်သွားမယ်ဒီ normally close ကနေဘာဖြစ်သွားမလဲဆိုရင်သူက open ဖြစ်သွားမယ်ဆိုတော့ကျွန်တော်ဒီဘောကနေအားတက်ရောက်မှုတစ်ခုရှိသွားရင်ဒီခလုတ်လေးကပွင့်သွားတယ်ပေါ့ပွင့်သွားရင်လျှက်စစ်ကဒီဘက်ကိုဖြတ်ပြီးတော့မစီးဆင်းနိုင်တော့ကျွန်တော်ဒီ point နားလေးမှာပဲရောက်တော့မှာပေါ့ဒါ normally open နဲ့ normally close ရဲ့သဘောတရား normally close ဆိုတာကသူကပိတ်နေထိနေတဲ့အတွက်လျှက်စစ်ကစီးဆင်းသွားနိုင်တဲ့လမ်းကြောင်းရှိတယ်လမ်းကြောင်းရှိတဲ့အတွက်လည်းသူကဒီဘက်ကိုဆက်ပြီးတော့ဘာဖြစ်သွားနိုင်မလဲစီးဆင်းသွားနိုင်တယ်ဆိုတော့ဒီမှာကျွန်တော်တို့ normally open နဲ့ normally close ဆိုတဲ့အကြောင်းအရာလေးကိုနားလည်သွားမယ်လို့ထင်ပါတယ်ကဲဒီပုံလေးကတော့ကျွန်တော်တို့ limit switch ရဲ့ပုံလေးတစ်ခုဖြစ်ပါတယ်ဒီရဲ့ limit switch မှာဆိုရင်ကျွန်တော်တို့ဒီမှာ point 1နဲ့ဒီ point 2နဲ့ကကျွန်တော်တို့ဘာဖြစ်နေလဲဆိုရင်ထိနေတယ်ထိနေတာဖြစ်တဲ့အတွက်သူဒီဘာ point လဲဆိုရင် normally close point ဖြစ်တယ် normally close point ဖြစ်တဲ့အတွက်လျှက်စစ်ဟာဖြတ်တန်းပြီးတော့စီးဆင်းသွားနိုင်တယ်နံပါတ်5နဲ့6ဒီလည်းအတူတူပဲဖြစ်ပါတယ်လျှက်စစ်ဟာဖြတ်တန်းပြီးတော့စီးဆင်းသွားနိုင်ပါတယ်နံပါတ်3နဲ့4ကတော့လျှက်စစ်ကပုံမှန်အခြေအနေမှာဖြတ်တန်းစီးဆင်းသွားနိုင်ခြင်းမရှိပါဘူးအကယ်၍တက်ရောက်မှုတစ်ခုသာဒီ limit switch လေးမှာဥမာပြန်ဒါလေးကလှည့်တဲ့ခလုတ်လေးပေါ့နော်ဒီကောင်လေးကကျွန်တော်တို့နည်းနည်းလောက်လှည့်လိုက်မယ်ဆိုရင်တော့ဒီနံပါတ်3နဲ့4ကဘာ point ကိုပြောင်းသွားမလဲဆိုရင် close point ကိုပြောင်းသွားမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီနံပါတ်1နဲ့2နဲ့ဒီနံပါတ်1နဲ့2နဲ့ကလည်းဘာကိုပြောင်းသွားမလဲဆိုရင်ကျွန်တော်တို့ open အခြေအနေကိုပြောင်းသွားမှာဖြစ်ပါတယ်ဒီပုံလေးကိုကြည့်ပြီးတော့လည်းနည်းနည်းနားလည်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့ digital ပစ္စည်းအားလုံးပေါ့နော် digital ပစ္စည်းအားလုံးကတော့ binary gate အနေနဲ့လောက်ဆောင်နေပေါ့ဒီ binary မှာကျွန်တော်တို့အခြေအနေ2မျိုးရှိတယ်အစောပိုင်းကလည်းကျွန်တော်တို့လေ့လာခဲ့ပြီးပြီပေါ့နော်အရင်သင်ခန်းစာမှာကျွန်တော်တို့နည်းနည်းလေ့လာခဲ့တယ်ပေါ့ဒီ bit တွေ byte တွေအကြောင်းမှာကျွန်တော်တို့ binary အကြောင်းလေးကိုနည်းနည်းလေ့လာခဲ့တယ်ဒီ
ဒီ binary မှာအခြေအနေ2မျိုးရှိရပေါ့ဒီ on အခြေအနေလို့ပြောလို့ရတဲ့အခြေအနေရဲ့ off အခြေအနေလို့ပြောလို့ရတဲ့အခြေအနေပေါ့ဒီ on အခြေအနေလို့လည်းပြောကြသလိုကျွန်တော်တို့ကနောက်ထပ် high တို့ true လို့လည်းပြောကြတယ်ပေါ့ဒီအခြေအနေကိုကျွန်တော်တို့ဘာနဲ့ကဏ္ဍနဲ့ဆိုရင်ဘာနဲ့တက်မှတ်လဲဆိုရင်ကျွန်တော်တို့1နဲ့တက်မှတ်တယ်ဒီ off အခြေအနေတို့ low အခြေအနေ for အခြေအနေဆိုတော့ကျွန်တော်တို့ကဒီ0ပေါ့အလုံးမလုပ်ဘူးပေါ့အဲဒီပုံစံမျိုးနဲ့ကျွန်တော်တို့ကတက်မှတ်တယ်ပေါ့ digital မှာဆိုရင်အခုကျွန်တော်တို့လေ့လာမှာ logic gate ပေါ့ကျွန်တော်တို့ logic gate တွေဟာဒီ input အများကြီးပါနိုင်တယ်ပေါ့နော်ဒီ input တွေပေါ်မူတည်ပြီးတော့ပဲကျွန်တော်တို့ကဘာကိုထုတ်ပေးရလဲဆိုရင်ဒီ output ကိုထုတ်ပေးတဲ့တွက်ချက်နည်းတစ်ခုပေါ့ဥပမာပြင်ဒါကျွန်တော်တို့ရဲ့ဒီ logic gate တာဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီဘက်မှာဘာတွေအများကြီးပါမလဲဆိုရင် input တွေအများကြီးပါနိုင်တယ်ဒါတော့ကျွန်တော်တို့ input ပေါ့နော် IP ပြီးတော့ကျွန်တော်တို့ဒီဘက်ကဘာပဲထွက်မလဲဆိုရင်ကျွန်တော်တို့က output တစ်ခုပဲထွက်လာမယ်ပေါ့ဒါ logic gate ရဲ့သဘောတရားပေါ့ဒီ input တွေပေါ်မှာမူတည်တွက်ချက်ပြီးတော့ကျွန်တော်တို့ output result ကိုပြန်ထုတ်ပေးတာဒါ logic ရဲ့သဘောတရားဟုတ်ပြီကျွန်တော်တို့ logic gate မှာအခြေခံအားဖြင့်တော့ကျွန်တော်တို့3မျိုးရှိရပေါ့ and ရဲ့ or ရဲ့ not ရဲ့ဆိုပြီးကျွန်တော်တို့3မျိုးရှိရပေါ့ရဲ့ and ရဲ့ or not ကိုကျွန်တော်တို့ထပ်ပြီးတော့ပွားလိုက်မယ်ဆိုရင်ကျွန်တော်တို့ nan ရဲ့ not ရဲ့ဒီ h or ရဲ့ဆိုပြီးတော့ကျွန်တော်တို့ထပ်ပြီးရတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ nan နဲ့ not နဲ့တော့ကျွန်တော်တို့ PLC တွေမှာအသုံးပြုတာနေတဲ့အတွက်ကြောင့်မို့ကျွန်တော်ခြံခဲ့လိုက်မယ်ပေါ့နော်ဒီ n ရဲ့ or ရဲ့ not ရဲ့ h or ပေါ့နော် exclusive or ပေါ့ဒီဟာလေးကိုတော့ကျွန်တော်တို့လေ့လာသွားမှာဖြစ်တယ် gate တွေကိုမလေ့လာခင်မှာကျွန်တော်တို့ဒီမီတီနဲ့ခလုတ်ရဲ့သဘောတရားလေးပေါ့အဲ့ဒါလေးကိုကျွန်တော်တို့နည်းနည်းလေ့လာဖို့ရှိပါတယ်အခုဒီမှာကျွန်တော်တို့ပုံလေးတွေရှိရပေါ့ဒီပုံလေးတွေက switch ကိုကျွန်တော်ဘာခလုတ်ကိုသုံးတာမလဲဆိုရင်ကျွန်တော်တို့ NO ကိုသုံးတာတယ်ပေါ့ normally open ကိုသုံးတာတယ်ဒီမှာဆိုရင်မိခလုတ်လေးကိုကျွန်တော်တို့ normally open ကိုကျွန်တော်သုံးတာတယ်သူ့ရဲ့သဘောတရားကတော့ကျွန်တော်တို့ဒီခလုတ်မနစ်ပဲထားတဲ့အခြေအနေပေါ့ခလုတ်မနစ်ပဲထားတဲ့အခြေအနေကကျွန်တော်တို့ normal state ဒီ normal state ကိုကျွန်တော်တို့ကဘာလို့သတ်မှတ်လဲဆိုရင်ကျွန်တော်တို့က0အခြေအနေလို့ကျွန်တော်တို့သတ်မှတ်တယ်ဒီအဲ့တော့ကျွန်တော်တို့ဒီပထမပြနေတဲ့ပုံလေးကကျွန်တော်တို့ဒီ0အခြေအနေပေါ့ပုံမှန်အခြေအနေ0အခြေအနေမှာကျွန်တော်တို့မီလီလုံးလင်းမလားဆိုရင် electron ကကျွန်တော်တို့ဒီ classic ကဒီကနေစီးလာမယ်စီးလာပြီးတော့ကျွန်တော်တို့ဒီနားအထိပဲရောက်မယ်ပေါ့သူကဒီဘက်ကိုဖြတ်ပြီးတော့မစီးနိုင်ဘူးမစီးနိုင်တဲ့အတွက်ကျွန်တော်တို့ဒီမီတီလည်းမလင်းဘူးပေါ့ဆိုတော့မီတီမလင်းဘူးဒါပဲအချိန်မှာလဲဆိုရင်ကျွန်တော်တို့ normal state 0အခြေအနေမှာပေါ့အကယ်၍ကျွန်တော်တို့ခလုတ်ကိုနှိပ်လိုက်မယ်ဆိုရင်ဒီ activated state လို့ခေါ်မှာပေါ့သူကဘယ်ကိုပြောင်းသွားမလဲဘာနဲ့တက်မှတ်လဲဆိုရင်ကျွန်တော်တို့1လို့တက်မှတ်တယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီရဲ့ switch လေးကိုကျွန်တော်တို့ကနှိပ်လိုက်မယ်ဆိုရင်သူကသူ့ရဲ့ပတ်လန်ကကျွန်တော်တို့ဒီမှာဟိုလျှက်စစ်ဖြတ်ကူးလို့ရအောင်ဟိုထိသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဘက်ကနေဒီလျှက်စစ်ကဖြတ်ပြီးတော့စီးသွားနိုင်တယ်ပေါ့စီးပြီးတော့ကျွန်တော်ဘယ်နောက်ရောက်မလဲဆိုရင်ဒီခလုတ်ကိုရောက်မှာဆိုတော့ဒီခလုတ်ကကျွန်တော်တို့ဘာဖြစ်သွားမလဲဆိုရင်မီလင်းသွားမယ်ပေါ့ဒီခလုတ်နှိပ်လိုက်တဲ့အခြေအနေကိုကျွန်တော်တို့ဘာလို့သတ်မှတ်လဲဆိုရင်1လို့သတ်မှတ်တယ်အဲ့အချိန်မှာကျွန်တော်တို့မီလင်းသွားတယ်ပေါ့ဒါကကျွန်တော်တို့ဘာခလုတ်ကိုအသုံးပြုထားရလဲဆိုရင်ကျွန်တော်တို့ဒီ normally open ဆိုတဲ့ခလုတ်ကိုအသုံးပြုထားတဲ့အခြေအနေလေးပေါ့ဟုတ်ပြီကျွန်တော်တို့ normally ခလုတ်ကိုအသုံးပြုတဲ့အခြေအနေဆိုရင်ဘယ်လိုဖြစ်မလဲဆိုတော့ဆက်ပြီးတော့လေ့လာကြည့်မယ်ဟုတ်ပြီနော်ဒီကကျွန်တော်တို့ရဲ့ switch ကိုဘာလို့သုံးမှလဲဆိုရင်ကျွန်တော်တို့ဒီ normally close ဆိုတဲ့ switch ကိုကျွန်တော်တို့အသုံးပြုထားတယ်ပေါ့ဒီကျွန်တော်တို့ခလုတ်မနှိပ်တဲ့အခြေအနေက normal state ကိုကျွန်တော်တို့ဘာလို့သတ်မှတ်လဲဆိုရင်0သတ်မှတ်မယ်အကယ်၍ခလုတ်နှိပ်လိုက်တဲ့အခြေအနေကိုကျွန်တော်တို့က activated state 1လို့သတ်မှတ်ထားမယ်ဆိုတော့ကျွန်တော်တို့ပုံမှန်အခြေအနေ0 state မှာဆိုရင်စစ်ကစီးလာမယ်သူမှာထပ်ပြီးတော့စီးဆင်းလို့ရတဲ့အတွက်ထပ်ပြီးတော့စီးဆင်းလာတယ်မီတီစီရောက်သွားတယ်ဆိုတော့ကျွန်တော်တို့မီတီမီလင်းသွားတယ်ပုံမှန်အခြေအနေမှာမီတီကမီလင်းနေတာဖြစ်ပါတယ်အကယ်၍ကျွန်တော်တို့အားနဲ့တက်ရောက်မှုတစုံတရာရှိခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီခလုတ်လေးကဘာဖြစ်သွားမလဲဆိုရင်ပွင့်သွားမယ်ပေါ့နော်ပွင့်သွားမယ်ဖြစ်တဲ့အတွက်ကြောင့်မို့
လျှက်စစ်ဟာဒီဘက်ကိုဆက်ပြီးတော့မစီးဆင်းနိုင်တော့ဘူးမစီးဆင်းနိုင်တဲ့အတွက်ကျွန်တော်တို့မီတီလည်းမလင်းတော့ပါဘူးဒါကကျွန်တော်တို့ခလုတ်နှိပ်လိုက်တဲ့အချိန်ကြီးပေါ့အဲ့ဒီအချိန်ကိုကျွန်တော်တို့1လို့သတ်မှတ်ပါတယ်အဲ့ဒီအချိန်မှာမီတီကမီမလင်းပါဘူးအဲ့တော့ကျွန်တော်တို့ဒီ switch and line ရဲ့သဘောတရားမှာဆိုရင် normally open နဲ့ normally close ကိုအသုံးပြုတဲ့နေရာပေါ်မူတည်ပြီးတော့မီတီလင်းတဲ့အခြေအနေပေါ့နော် Sona လို့ normal state နဲ့ activated state အခြေအနေကကွာခြားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဟာလေးကိုလည်းနည်းနည်းလေးလာထားတင်တယ်ပေါ့နော်